Hello အားလုံးပဲမင်္ဂလာပါ Grace Ready ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အမေသားခူလာမှုကြော်ချက်လေးပါစားဘူးတဲ့သူရှိကောင်းရှိပါလိမ့်မယ်မစားဘူးတဲ့လူတွေများလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခူလာမှုဆိုတာကတော့တောင်ပေါ်ဒေသအစားအစာတစ်ခုပါခူလာမှုဆိုတာကမြန်မာလိုဆိုရင်တော့ပိန်ရွက်6လို့ခေါ်ပါတယ်အများဖြစ်တော့ခူလာမှုကိုဝတ်သားနဲ့ချက်တာများပါတယ်အခုဒီခါမှာတော့ကျွန်တော်ကတော့အမဲသားနဲ့ချက်မှာပါခူလာမှုကိုရေနည်းဖြောပြီးတော့မှတေချာဆေးလိုက်ပါပြီးရင်တော့ရေစစ်ထားလိုက်ပါအမဲသားကိုလည်းရေနည်းဖြောပြီးတော့မှရေသွန်းလိုက်ပြီးတော့ရေအေးနဲ့တေချာကိုဆေးမှာပါအဲ့ဒါမှလည်းအငြိမ်နှံလေးတွေပျောက်မှာပါအမဲသားတေချာဆေးပြီးရင်တော့အနေတော့အတုံးလေးကိုတေချာလေးလီလိုက်ပါအမဲသားနဲ့ဝက်သားနဲ့ဆိုရင်တော့အများဖြစ်ကတော့ဝက်သားနဲ့ချက်တာများပါတယ်ခူလာမှုကတော့ဝက်သားနဲ့လည်းပို့ပြီးတော့လည်းလိုက်ဖက်ပါတယ်ကဲလီဘီဘီဆိုတော့ကျွန်တော်တို့စီထဲမှာထည့်ပြီးတော့ကြော်လိုက်မယ်အရသာအနေနဲ့ကတော့စားနဲ့ငပြာရည်နဲ့ဆိုရင်လုံလောက်ပါပြီမဲသားရဲ့အရသာဟာအချိုတက်အများကြီးပါပါတယ်ပြီးတော့ခူလာမှုကလည်းအချိုတက်လေးလည်းပါပါတယ်ချိုပြီးတော့မှစိတ်နဲ့အရသာလေးရှိပါတယ်မဲသားကျက်လောက်ပြီးဆိုရင်တော့ခုနလီထားတဲ့ကျက်သွန်ဖြူကျက်သွန်ညီနဲ့ငြူတီစင်းကိုထည့်ပြီးတော့ရေထည့်ပြီးတော့မှနူးနေအောင်တဲလိုက်ပါမယ်ရေခမ်းလာရင်ခုနရေစစ်ထားတဲ့ခူလာမှုထည့်ပြီးတော့မှတေချာလေးမွေပြီးတော့မှရေထည့်ပြီးတော့မှထပ်တဲလိုက်ပါမယ်အရသာတွေကတော့ဘာမှထက်ဆရာမလိုတော့ပါဘူးအမေသားရဲ့တဘာဝချိုတဲ့အရသာနဲ့ခူလာမှုရဲ့ချိုစိအရသာကရှိနေပြီးသားပါအရေတွေခန်းလာပြီစီတွေပြန်လာပြီဆိုရင်တော့ကျွန်တော်တို့မီးပိတ်လိုက်လို့ရပါပြီကဲခုဆိုရင်တော့အရန်မွေးပြီးတော့မှနူးဤနေတဲ့အမဲသားခူလာမှုကြော်ချက်လေးရပါပြီကဲပိုင်လက်စားပြီးစားဖို့လည်းအဆင်သင့်ဖြစ်ပြီဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့မှတွေ့ကြရအောင်နော်See you